ကာမေသူမိစ္ဆာစာရာကန်ဟာအိမ်အောင်ရှိရဲ့လူနဲ့ပြင်မာမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကန်ထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ရဟန်းဝက်ခဲ့လို့ရှင်မိန်းမဖြစ်သူကိုကွာရှင်းခွင့်ပေးခဲ့စင်ပါသလားကွာရှင်းခွင့်မပေးဘဲရဟန်းပေါင်နဲ့နေပါကလည်းအဲ့ဒီရဟန်းနဲ့ဒီမိန်းမနဲ့ကအကျဉ်းလင်များဖြစ်မြောက်နေစေလားရှင်ဗျာဟုတ်ပြီကာမေတုမိစ္ဆာစာရကံဟာအိမ်နောက်ရှိတဲ့သူနဲ့ပြမမိမှထိုက်တာမျိုးလားဆိုယောက်ျားဘက်ကကြည့်မယ်အမျိုးသားတွေမပြစ်မှားရမယ်အမျိုးသမီးက20ရှိတယ်မှန်ပါဗျာအကြမ်းကြီးပြောမယ်ဆိုရင်အမေရဲ့အုပ်ထိပ်မှုအောက်မှာရှိတယ်အဖေရဲ့အုပ်ထိပ်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုပ်ထိပ်မှုအောက်ညီကောင်မောင်နှမတွေရဲ့အုပ်ထိပ်မှုဆိုလိုတာကမိသားစုဝင်ဖြစ်လာလို့ရှိရင်တမိသားစုရဲ့ဆောက်ရှောက်မှုလို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေဆွေမျိုးတော်လာပြီ responsible အဲ့ဒီအပြိုပဲဖြစ်စီယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုအဖေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတယောက်နဲ့ပြစ်မှားလို့ရှိရင်ကာမိသမိစ္ဆာစာကထိုင်တယ်နောက်တစ်ခါကြတော့မယားဆယ်မျိုးလို့ခေါ်တယ်တဝူကအိမ်အောင်ပြုတ်ထားတဲ့မျိုးသမီးတွေတနည်းနည်းနဲ့အိမ်အောင်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်အဲ့ဒီ10မျိုးနဲ့ပြစ်မှားလို့ရှိရင်လည်းမျိုးသားတွေဟာကာမိသမိစ္ဆာစာကထိုင်တယ်အမျိုးသမီးဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်အောင်ပြုတ်ထားတဲ့ပုဂ္ဂိုလ်ကလွဲပြီးတခြားပုဂ္ဂိုလ်နဲ့ပြုမှားလို့ရှိရင်အမျိုးသမီးတွေကကာမိသမိစ္ဆာစာကထိုင်တယ်နော်ပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်အောင်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မားလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် unlawful sexual relation lawful ဆိုတာလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လေမှန်ပါသူကထုံတန်းစင်လာအရာထိမြန်းထားတာမဟုတ်ဘဲနဲ့အမိရဲ့အုပ်ထိပ်မှုအောက်ရှိတဲ့ဖေရဲ့အုပ်ထိပ်မှုအောက်ရှိတဲ့ဟာတွေနဲ့ဆိုရင်သူကကာမေစုမိစ္ဆာစာရလို့ပဲခေါ်တယ်မျိုးသားတွေကပိုများတယ်တင်ပါဒါထက်ပြည်တန်စာတွေရောအခကြီးငွေပေးပြီးတော့ပျော်ပါတာမျိုးကြအဲ့ဒါတော့လွတ်တယ်သူကပြည်တန်စာကြတော့သူကမုဟုတ်တိကာလို့ခေါ်တယ်မုဟုတ်တိကာလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနည်းတယ်unlawful မဖြစ်ဖို့ပဲအရေးကြီးတာပေါ့မှန်ပါဗျာဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမှဖြစ်ဖြစ်မိဘတွေရဲ့အုပ်ထိန်းမှုအောက်မှာရှိနေသေးမှဖြစ်ဖြစ်ဒီပြမှားမိလို့ရှိရင်ကာမေသူမိစ္ဆာစာရကန်ထိုက်တယ်လို့ရှင်ဗျာသူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်တင်ပါဗျာနော်တင်ပါနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ရဟန်းဝက်ခဲ့လို့ရှင်ရောမိန်းမဖြစ်သူကွာရှင်းပေးခြင်းစင်ပါသလားဗျာအကယ်အဲ့ဒါတင်ပါဗျာအဲ့ဒါကတော့ရဟန်းဝတ်တယ်ဆိုတာ renounce လုပ်တာပဲ renounce ဆိုတာဘာတွေကိုဆွန့်လွတ်ရတော့ဆိုရင်ဆွေမျိုးတွေကိုဆွန့်လွတ်ရတယ်ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆွန့်လွတ်ရတယ်ဆွေမျိုးဆိုတဲ့အထက်မှာထားလိုက်ပါတော့ကိုယ်အိမ်နောက်ရှင်းအိမ်နောက်ဘက်ကိုလည်းဆွန့်လွတ်ရတယ်တင်ပါဗျာနော်အဲ့ဒါတွေကို renounce လုပ်ပြီးတော့ရဟန်းဘွားကူကြတာမှန်ပါရှိခေထုံတန်းဆက်လာအဲ့လိုမှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခဲ့တဲ့မှာသလားဆိုရယ်ပေးကောင်းကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ရဟန်းဝတ်လို့ရှိရင်အဓိကမိန်းမစီမှာခွင့်မပန်းဘူးမိဘစီမှာပဲခွင့်ပန်းရမှန်ပါဗျာအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရံဖြစ်သွားရင်ကွာရှင်းပြီးသားဖြစ်သွားတယ်သူ့အနေနဲ့ကလည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးလွတ်ပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါရှေးထုံးစံကိုပြောပြတာပေါ့နော်မှန်ပါဗျာတင်ပါဖះလက်ထက်ကထုံးစံအပြည့်တိုင်ကွာရှင်းပေးဖို့ဆိုတာတရားဝင်ကွာရှင်းခွင့်ခုခေတ်လို့စာချုပ်တွေပါတွေ divorce လုပ်တာတော့မရှိဘူးတင်ပါဗျာသူတင်အောင်ဝတ်သွားတာနဲ့တပြိုင်နက်ကွာရှင်းပြီးသားဖြစ်သွားပြီတင်ပါဗျာနော်အဲ့လိုဆွလို့တယ်ကွာရှင်းခွင့်မပေးဘဲရဟန်းပေါင်နဲ့ဝင်ကအကျဉ်းလင်မယားအဖြစ်အရာရောက်နေစေလားဆိုလင်မယားလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်ထွက်ရမယ်သူကမှန်ပါဗျာမကျူးလွန်ရင်တော့သူကနေလို့ရတယ်မှန်ပါဗျာဒီလိုပဲဖះလက်ထက်ကတထေသာသူဒိဏဆိုတာသူ့အမေဖေတွေစီကိုအတင်းကျပ်ခွင့်တောင်းပြီးတော့ဝတ်တာမှန်ပါဗျာသူစနီးမယားလည်းအိမ်မှာရှိတာပဲမှန်ပါဗျာသို့တော့သူဘာမှမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲတင်ပါဗျာခုနလိုပတ်သက်ရင်တော့
သူကအပြစ်ရှိတယ်အဲ့ဒါ မှန်ပါဗျာ မြတ်စွာဘုရားတရားထွက်အချက်တော့ရတော်ရနဲ့သူကွာရှင်းခဲ့တာမှမဟုတ်ဘူး မှန်ပါ သို့တော်လည်းမပတ်သက်ဘူးဆိုတာသိသွားပြီလေ ဟိုခြံနာချင်းခံတဲ့အမျိုးသမီးအနေနဲ့ကြတော့နောက်ထပ်အိမ်အောင်ပြုလို့ရတာဗျာ ရတယ်ဆုံးလို့တော့ရတယ်အမျိုးသမီးတွေမှာအိန္ဒိယထုံးစံအရပြောမယ်ဆိုရင် တင်ပါဗျာ သူတို့မှာသားယောက်ျားထွန်းကားသည်ဖြစ်စေသားယောက်ျားထွန်းကားမှယောက်ျားရဲ့အမွေကိုခံယူခွင့်ရှိတယ် မှန်ပါဗျာ သားယောက်ျားမထွန်းကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲအိမ်ပေါ်ဆင်းရတယ် မှန်ပါဗျာ ဘာမှပတ်ဆိုင်ဝင်ဖြစ်သားယောက်ျားထွန်းကားလို့ရှိရင်သားယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကသားကအမွေခံတာ မှန်ပါဗျာ သူကတော့အမွေခံတာမဟုတ်ဒါပေမဲ့သားကိုအကြောင်းပြုပြီးသူ့ဘဝဆင်ပြေတယ်သားသမီးမရှိဘူးဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲဘာမှဆက်ခံဝင်မရှိတော့ မှန်ပါ ဒါအိန္ဒိယရဲ့ထုံးတမ်းစင်တာ မှန်ပါ ဒါကြောင့်မို့လို့သူတို့ကသားသမီးမထွန်းကားဘူးဆိုရင်သူတို့ဘဝအတွက်တအားဆိုးရိမ်တယ် မှန်ပါဗျာ ခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးနော်မရှိတော့အနောက်တိုင်းဆိုတာဆိုသေးတယ် divorce လို့ရင်ယောက်ျားအများကြီးရောရတယ် မှန်ပါဗျာ လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးဒါတွေကနော်